မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်။ຫນွေဦးတော်လှန်ရေးအင်အားစုများနဲ့အတူစစ်ရေးနဲ့နိုင်ငံရေးအောင်မြင်မှုများပုံမရရှိစေရေး KIO ကစနစ်တကျစီမံဆောင်ရွက်နေသည့်စစ်တပ်၏သွေးခွဲမှုများကိုမခံကြရန်ဗိုလ်ချုပ်ကြီးအင်ဘန်လာတိုက်တွန်းပြောဆိုလိုက်သည်။မြန်မာနိုင်ငံတွင်စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေရာတွင်ຫນွေဦးတော်လှန်ရေးအင်အားစုများနဲ့အတူစစ်ရေးနဲ့နိုင်ငံရေးအောင်မြင်မှုများပုံမရရှိစေရေးကချင်လွတ်လပ်ရေးအဖွဲ့ KIO ကစနစ်တကျစီမံဆောင်ရွက်နေပြီးစစ်တပ်၏သွေးခွဲမှုများကိုမခံကြရန် KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာကတိုက်တွန်းပြောဆိုလိုက်သည်။ယနေ့ကြာရောက်သည့်65နှစ်မြောက်ကချင်တော်လှန်ရေးနှင့်မင်ခွန်းတဝန်လွာတွင်ဗိုလ်ချုပ်ကြီးအင်ဘန်လာကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။မြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ခြင်းကြောင့်လက်နက်ကိုင်အဖွဲ့အစည်းများစွာပေါ်ပေါက်လာခဲ့ပြီး NUG အစိုးရလည်းပေါ်ထွက်လာခဲ့ကြောင်းຫນွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစုစည်းမိခဲ့ခြင်းကြောင့်ယခုအခါစစ်မြေပြင်တွင်အောင်မြင်မှုများစွာရရှိနေပြီဖြစ်ကြောင်း KIO ဗဟိုကော်မတီအနေဖြင့်လည်းစစ်ရေးညွှန်နိုင်ငံရေးအောင်မြင်မှုများရရှိစေရန်အတွက်အထူးပင်အာယုံစိုက်ကစနစ်တကျစီမံဆောင်ရွက်နေကြောင်းသူကပြောဆိုသည်ရှေးရခင်ကကချင်အမျိုးသားခေါင်းဆောင်များကမြန်မာလူမျိုးများနဲ့အတူလွတ်လပ်ရေးကိုအတူတကွရယူနိုင်ရန်အတွက်ပင်လုံစာချုပ်တွေဂတိကဝတ်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီးကချင်ဒေသတွင်းရှိအခြားလူမျိုးစုများနဲ့လည်းအတူတကွပူးပေါင်းကလွတ်လပ်ရေးကိုရယူခဲ့ကြကြောင်းပြည်ထောင်စုမြန်မာနိုင်ငံဟုအမည်နာမသတ်မှတ်ခဲ့တော်လဲပင်လုံစာချုပ်ပါဂတိကဝတ်များနဲ့အညီနိုင်ငံရေးအခွင့်အရေးများကိုဖော်ဆောင်ပေးခြင်းမရှိခဲ့ကြောင်းမြန်မာနိုင်ငံတွင်လူမျိုးကြီးဝါဒဖွင့်တာအုပ်ချုပ်ခဲ့ကြပြီးရှေးဦးခေါင်းဆောင်ကြီးများကနိုင်ငံရေးရာအချင်းချင်းဆွေးနွေးညှိနှိုင်းခဲ့ကြတော့လဲမြန်မာအစိုးရခေါင်းဆောင်အဆက်အဆက်ကလက်ခံခြင်းမရှိခဲ့ကြောင်းသူကဆိုသည်ထို့ကြောင့်1962ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့တွင်ကချင်တိုင်းရင်းသားများ၏လက်နက်ကိုင်တော်လှန်ရေးကိုစတင်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကိုင်တော်လှန်ရခြင်းမှာကျွန်ုပ်တို့၏ဆုံးရှုံးသွားသောနိုင်ငံရေးအခွင့်အရေးများကိုပြန်လည်ရရှိရန်အတွက်ဖြစ်ကြောင်းတော်လှန်ရေးခရီးလမ်းသည့်ရှေ့လျားခဲ့ပြီဖြစ်တော်လေကချင်လူမျိုးနှင့်ကချင်ပြည်သူများရဲ့ကံကြမ္မာကိုမိမိဘာသာဖန်တီးနိုင်သည့်အခွင့်အရေးများပြန်လည်ရရှိရန်အတွက်တန်တေထချကကျူးပန်းဆောင်ရွက်နေသောတမိုင်းဝင်လူကန်းစင်ကြီးဖြစ်ကြောင်းဗိုလ်ချုပ်ကြီးအင်ဘန်လာကပြောဆိုသည်လက်ရှိຫນွေဦးတော်လှန်ရေးပေါ်ပေါက်လာချိန်တွင်စုစည်းတော်လှန်မှုများလှုပ်ဆောင်နေပြီးအခြားတစ်ဖက်မှာမှုစစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်လွှတ်တော်ဖျက်လက်ဖွင့်လှစ်နိုင်ရန်အတွက်နေမျိုးစုံဖြင့်ကျိုးပန်းဆောင်ရွက်နေကြောင်းစစ်ခေါင်းဆောင်ကတာရင်သားများ၏အမည်နာမများနှင့်ဒေတာအမည်များကိုပြောင်းလဲပြရန်အတွက်လည်းလှုပ်ဆောင်နေကြောင်းသူကရှင်းပြသည်။ယင်းပင်ရှမ်းလူမျိုးများနှင့်ပတ်သက်၍လည်းရှမ်းလူမျိုးများနှင့်ကချင်လူမျိုးများသည်ရှေးရခင်ကတည်းကပင်အတူအကွရင်းသွဲနေထိုင်လာခဲ့သူများဖြစ်ပြီးစစ်အစိုးရရဲ့သွေးခွဲမှုကိုခံယူကာမိမိတို့ရဲ့အလှပသောတမိုင်းကြောင်းကိုမဖြတ်စည်းကြပါရန်နှင့်မမှန်ကန်သောသတင်းများကိုတတိထားကြပါရန်သူကတိုက်တွန်းသည်လက်ရှိစစ်အာဏာရှင်စန့်ကျင်နေသောတော်လှန်ရေးအင်အားစုအတွင်းမှာမူရေးစည်းဝါမှာအဓိကအရန်သူဖြစ်သည်ကိုအမြဲတမ်းပြုရမည်ဖြစ်သည်ထို့ကြောင့်မူရေးစည်းဝါတိုက်ခိုက်ရေးကော်မတီကိုအားပေးကူညီရန်နှင့်လူထုအင်အားဖြင့်မူရေးစည်းဝါကိုတိုက်ခိုက်ကြရန်လိုအပ်သည်အခြားနိုင်ငံများသို့ရောက်ရှိနေထိုင်နေကြသောကချင်လူမျိုးများကိုလည်းမှာကြားလိုသည်မှာမိမိလူမျိုးနှင့်တော်လှန်ရေးကိုမမေ့ကြဘဲတက်နိုင်တဲ့ဘက်မှဆက်လက်ကူညီကြရန်ဆက်လက်တိုက်တွန်းသည်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီကကချင်လူမျိုးများနဲ့မြန်မာပြည်သူများ၏မျှော်လင့်ချက်အတိုင်းပန်းတိုင်သို့ရောက်ရှိစေရန်မနာနဲ့ကြိုးပမ်းဆောင်ရွက်သွားမယ်ကြောင်းဗိုလ်ချုပ်ကြီးအင်ဘန်လာကကတိပြုပြောဆိုသည် Photo Agency